အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျတော့ပြကြလေးရှိလို့ပါအဲ့ဒါကတော့လေဘဒူပါရှင်ကျွန်မကဘဒူကိုလေးစီးလောက်ဝယ်ထားတယ်60တောင်ပြရတယ်နော်တစ်စီးကိုတကြခွဲဘာလို့ဒီလေဘဒူကိုဝယ်တာလဲဆိုတော့ကျွန်မငငယ်တော့ကဆိုလို့ရှိရင်တော့သူဆိုတော့လေဘဒူကိုခူးပြီးတော့ပြုတ်စားတယ်တခါတလေစားလို့ရှိရင်တုတ်စားတယ်တခါတလေစားလို့ရှိရင်တော့အချင်းတီတာပေါ့လေးစီးလောက်ဝယ်တယ်ဆိုတော့အချင်းတီမယ်လို့လုပ်ထားပါတယ်အချင်းတီတာလည်းစားလို့ကောင်းတယ်အများကြီးပဲအဲ့ဒါတော့မှနော်စီတီဟိုမှာကြံသေးတယ်အခုအရန်လွှတ်လို့ဆိုပြီးတော့အဲ့လေဘဒူကိုအများကြီးဝယ်ဖြစ်ပါတယ်ဒီတစ်ခါတော့လေဘဒူကိုဘယ်လိုမျိုးအချင်းတရားမှလေးဆိုတာကိုဗီဒီယိုအစားကနေဆုံးထိလုပ်ပေးမယ်ဆိုတော့လေကြည့်ပြကြပါဦးလို့ပြောချင်ပါတယ်ရှင်စားနေလေးဆိုင်ပြီးတော့လို့ရှိရင်တကယ်စားလေးဆက်တော့လိုက်ပါအဲ့ဆိုလို့ရှိရင်တော့အချင်းကြည့်လို့ရပါပြီမလို့ချင်းတာဆိုင်ရဲ့အရေးပါအဲ့တော့ကြောင့်မလို့ဆိုင်ကိုပြုတ်ပြောင်းတဲ့အထိပြုတ်ပြီးတော့လို့ရှိရင်တော့အရေးကိုသုံးလို့ရပါပြီအခုတော့ငါစားအရေးပုတ်ထားတာကိုအရေးလေးရနေပါပြီအဲ့ဒါကိုစားနေလေးထည့်လိုက်ပါမယ်အမေတောက်ကြတော့အနည်းဆုံး2ရက်ကြော်ပေါ့အနည်းဆုံးဆိုတာတက်3ရက်လောက်ဒီတိုင်းအပြင်မှာအဖုံးနဲ့ဖုံးပြထားမယ်ဆိုလို့ရှိရင်တော့စားလို့ရပါပြီအဲ့ခါစားလို့ရှိရင်ဘူဒီလေးရိတ်ပြီးတော့ပြန်တင်ပေးလိုက်ပါမယ်ရှင်အချင်းတင်းလေးကတော့ရပါပြီရေလေးတက်တာမှမထည့်ရဘူးအေးမခံရပြောမယ်ဆိုလို့ရှိရင်တော့အေးမခံရဘူးအပြင်မှာဒီတိုင်းဖုံးပြီးတော့ထားလိုက်ပါရှင့်အဲဆိုလို့ရှိရင်တော့ရပါပြီတကလေဘဒူချင်းတီတာဒီနေ့ဆိုလို့ရှိရင်တော့နည်းမြောက်ဖြစ်နေပါပြီအဲ့တော့နည်းမြောက်တဲ့လေဘဒူကဘယ်လိုမျိုးထွက်လာမလဲဆိုတာကိုတစ်ချက်လောက်ကြည့်အောင်နော်ဒါတော့နည်းမြောက်တဲ့နေပါဆိုလေအခုဆိုလို့ရှိရင်တကယ်ပြောရင်စားလို့ရပါပြီမနေ့ကဆိုလို့ရှိရင်တော့ပို့ပြီးတော့စားလို့ရနေပါပြီရှင်ဒီဟင်းရဲ့အပီဖြူလေးကိုလည်းတစ်ခါလေးတောင်းလို့ရပါတယ်အားတော့ဒီတော့တင်တော်လေးပါမယ်လို့ထင်ပါတယ်ရှင်ပက